မမေတို့ရေတချို့အနည်းပူလေးတွေကကြတော့ဈေးလည်းကြီးရပေါ့နော်ကိုကကိုယ့်ရဲ့ baby လေးအတွက်မွေးခိုင်းထဲမှာပဲတစ်ချိန်မဲ့သုံးပြီးတော့ကိုယ့်ရဲ့အိမ်ကိုပြန်ရောက်တဲ့အခါကျရင် baby လေးကိုကအနည်းပဲဆက်သုံးမယ်ဆိုရင်ဒီလိုမျိုးပေါ့နော်အသား quality လေးလည်းကောင်းမယ်ဘာချက်လည်း safe ဖြစ်တယ်ဒီလိုအနည်းပူလေးတွေကိုသုံးဖို့သူစားကအကြံပေးချင်ပါတယ်ရှင်ဒီအနည်းပွေလေးမှာဆိုရင်ခေါင်းစုပ်လေးမှာဆိုရင်အတွန်းပါတာလေးနဲ့မပါတာလေးဆိုပြီးတော့မှဒီဇိုင်းလေးမျိုးလာတယ်ပေါ့နော်အတွန်းပါတဲ့ဒီဇိုင်းလေးကကျတော့သူကအတွင်းထဲမှာကက်ခွာလေးလည်းပါမယ်ကျိုးလေးလည်းပါမှာဖြစ်ပါတယ်ရှင်အတွန်းမပါတဲ့ဒီဇိုင်းလေးမှာဆိုရင်သူကအတွင်းထဲမှာကက်ခွာလေးပဲပါပြီးတော့မှကျိုးလေးမပါဘူးပေါ့နော်သူစားတို့ရဲ့ဆိုင်မှာဒီအနည်းပွေလေးတွေကကျတော့အစင်ကာလာဆုံးရှိပြီးတော့ဘာချက်အနေနဲ့ဆိုရင်လည်းသူက16000ကျပ်ပဲကျမှာဖြစ်ပါတယ်ရှင်မိမိတို့ကနေပြီးတော့မှဒီအနည်းပွေလေးတွေကိုပေါ့နော်ကိုယ့်ရဲ့ newborn baby လေးကိုသုံးပေးမှဖြစ်တဲ့အတွက် online ကနေမှာတာတဲ့ဆိုင်ပေါ့နော်ဆိုင်ကိုကိုယ်တိုင်ဒီ quality လေးကိုကြည့်ပြီးတော့လာရောက်ဝယ်ယူလာတော့ပို့ပြီးတော့မှအဆင်ပြေပါတယ်ရှင်ဆိုင်ကိုလာမယ်မိမိတွေအတွက်ကကြတော့သူစားတို့ရဲ့ဆိုင်လိပ်စာလေးကကြတော့ရန်ကုန်မြို့ယူဇနာပလာဇာရဲ့အနီးယူဇနာလန်နဲ့ခဏမလန်းတောင်မှာမနက်9:00နာရီကနေပြီးတော့ညနေ6:00နာရီအထိကိုလုံးဝပိတ်ရမရှိဖွင့်လှစ်ပေးထားပါတယ်ရှင်